မြန်မာနိုင်ငံကအမျိုးသမီးတွေနဲ့ကလေးသူငယ်တွေကိုထောက်ပံ့ကူညီမှုတွေကုလသမဂ္ဂတိုးမြင့်မယ်လို့သိရပါတယ်။စစ်အစိုးရရဲ့ပြောဆိုချက်အရလူပေါင်း3900ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့မြန်မာနိုင်ငံအလဲပိုင်းငလင်လုံမှုဟာတလနီးပါးကြာသွားပြီဖြစ်ပါတယ်။ထိခိုက်ခံစားခဲ့ရတဲ့အမျိုးသမီးတွေနဲ့ကလေးတွေအတွက်အထောက်ပံ့တွေတိုးမြင့်ပေးသွားမယ်လို့ကုလသမဂ္ဂအကြီးတန်းအရာရှိတဦးကပြောပါတယ်။နိခေဟာကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်တာဝန်ယူနေတဲ့ခန္ဓာဝိညာဉ်ကြားကိုကြာသပတေးနေ့မှာတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ငလျင်ဗဟိုချက်နဲ့နီးတဲ့အနောက်မြောက်ပိုင်းကစကိုင်းတိုင်းဒေသကြီးအခြေအနေတွေကိုသူကပြောပါတယ်အခြေခံအဆောက်အုံတချို့ပြန်လည်ကောင်းမွန်လာပေမဲ့စေဘက်ဆိုင်ရာဌာနတွေပျက်စီးနေစေဖြစ်တယ်လို့သူကမှတ်ချက်ပြုခဲ့ပါတယ်ဒါကအမျိုးသမီးတွေနဲ့ကလေးတွေဟာအရေးကြီးတဲ့စေဝါကူတာမှုကိုမရသေးဘူးဆိုတဲ့သဘောဖြစ်ပါတယ် Miss ဝင်းဝဲကြကယာယီတဲတွေမှာတင်းရှောင်နေကြရတဲ့အမျိုးသမီးတွေနဲ့ကလေးတွေအတွက်ကိုရေးကိုရာနဲ့လုံခြုံမှုရှိဖို့လိုအပ်ကြောင်းကိုလည်းထောက်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေအဆင်ပြေချုံးမွေးစေဖို့စစ်ဆိုးရနဲ့ဒီမိုကရေစီလိုလားတဲ့အင်အားစုနှစ်ဖက်စလုံးကယာယီပြစ်ခတ်ရက်စဲကြောင်းကြေညာခဲ့ပါတယ်နိုင်ငံရဲ့နေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ Miss Winnerja ကပြောပါတယ်နိုင်ငံပြည်내ထူထောင်ရေးအရှိန်မြင့်ဖို့အမြဲတမ်းအပြစ်ခတ်ရက်စဲဖို့နိုင်ငံတကာရဲ့ပါဝင်ဆောင်ရွက်မှုကိုသူကတောင်းဆိုခဲ့ပါတယ်တရုတ်သမ္မတနဲ့တယ်လီဖုန်းပြောခဲ့တယ်လို့အမေရိကန်သမ္မတတရုတ်သမ္မတစီဂျင်ပင်းနဲ့တိုက်ရိုက်တယ်လီဖုန်းပြောခဲ့ကြောင်း Time Magazine နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဖုန်းခေါ်ဆိုခဲ့တဲ့အချိန်တိကျကိုတော့သူကပြောကြားခြင်းမရှိခဲ့ပဲတရုတ်နိုင်ငံရဲ့တာဝန်ရှိသူတွေကအဲ့ဒီလိုပြောဆိုမှုမရှိခဲ့ဘူးလို့ပြောနေပါတယ်မစ္စတာထရမ့်ဟာအင်္ဂါနေ့ကတွေ့ဆုံမေးမြန်းမှုမှာအဲ့ဒီလိုမှတ်ချက်ပြုခဲ့တာဖြစ်ပြီးတောက်ကြနေ့မှာအဲ့ဒီမေးမြန်းခန်းကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်မစ္စတာဆာဘတ်ကတယ်လီဖုန်းခေါ်ဆိုခဲ့တာဖြစ်တယ်လို့သူကဆိုခဲ့ပြဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုမေးမြန်းတဲ့အခါအသေးစိတ်အချက်လက်တွေကိုပြောကြားခဲ့ခြင်းမရှိပေမဲ့သူကဆန္ဒရှိတယ်ဆိုရင်ကျွန်တော်တို့အားလုံးသဘောတူညီချက်တွေရချင်ကြပါတယ်လို့ပြောပါတယ်ဒီတယ်လီဖုန်းခေါ်ဆိုမှုဟာမစ္စတာခါရဲ့အားနည်းချက်ကိုပြသတဲ့လက္ခဏာလို့မထင်ကြောင်းသူကပြောကြားခဲ့ပါတယ်မစ္စတာထရမ့်အနေနဲ့အခုလအစောပိုင်းမှာသူ့ရဲ့အခွန်စည်းကြပ်မှုအစီအမံတွေကိုကြေညာပြီးနောက်ဒီစကားပြောဆိုမှုပေါ်ပေါက်လာခဲ့တာလားလို့အိမ်ဖြူတော်မှသတင်းတောက်တွေကမေးမြန်းခဲ့ပါတယ်သူကဒါကိုမှတ်ချက်မပေးချရင်ပါဘူးဒါပေမဲ့ကျွန်တော်သူနဲ့အကြိမ်ကြိမ်ပြောခဲ့ပါတယ်ဟုတ်ပါတယ်လို့ပြောပါတယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောက်ဂျေကန်ကတော့အဲ့ဒီလိုဖုန်းခေါ်ဆိုမှုမျိုးဘယ်တော့မှမရှိခဲ့ဘူးလို့ညှင်းဆိုခဲ့ပါတယ်သူကတရုတ်နဲ့အမေရိကဟာစီးချက်ခွန်နဲ့ပတ်သက်ပြီးဆွေးနွေးမှုဒါမှမဟုတ်ညှိနှိုင်းမှုလှုပ်ဆောင်ခြင်းမရှိပါဘူးအမေရိကန်ပြည်ထောင်စုအနေနဲ့အများပြည်သူတွေဇဝေဇဝါဖြစ်အောင်မလုပ်သင့်ပါဘူးလို့ပြောပါတယ်